ကောင်းမလေးကဆမီပွဲဖြေလို့ပြီးသွားပြီဖြစ်ပေမဲ့အဖေတွေကိုခေါင်းနဲ့အရောက်အလက်ချက်နေတုံးပေးဆမီပွဲဖြေဆိုခင်ကွန်ဆုံကြောင်းအချက်ပေးတန်ကြားတာနဲ့သူဟာနေရာကနေချက်ချင်းထားပြီးအင်တာထဲကိုပြေးဝင်သွားတော့တယ်အဲ့ဒီနောက်ဖုန်းကိုထုတ်ပြီးခုနကအလွတ်ကျက်လာတဲ့အဖေတွေကိုလူ့ဝက်ပေးပို့လိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအဖေစောင့်နေတဲ့ចောင်းသားတွေကလည်းအကွက်ကြက်ကြက်လှုပ်ရှားကြတော့တယ်သူတို့ကရလာတဲ့အဖေတွေကိုဘာကုန်အဖြစ်ပြောင်း print ထုတ်ပြီးခဲတဲ့နေပေါ်မှာကတ်လိုက်ကောင်မလေးဟာသူ့ရဲ့အရေးပြားတွေပုတ်ပွားလာပြီးလက်အနေချိတ်ကခုထွက်လာတာကိုရုတ်တရက်တတိထားမိလိုက်တယ်။သူလဲချက်ချင်းပဲကက်ကြီးကိုဆွဲပြီးအဲ့ဒီချိတ်ကိုဖျက်ချလိုက်တော့တာပဲ။ပြီးတာနဲ့အဝတ်စားတွေကိုအမြန်လဲပြီးဆေးရုံကိုပြီးခဲ့နေ။သူကသူနာပြုစီသွားပြီးသူ့မျက်နှာကိုပြလိုက်တဲ့အခါမှာတော့သူနာပြုကအရန်လန့်သွားပြီးလုံခြုံရေးတွေကိုချက်ချင်းလမ်းခေါ်တော့တယ်။အချင်းဒီမဟန်တော့အဲ့ဒီလူဟာတံပူခတ်ပြီးအမတ်အသားအပြုတ်ခံလိုက်ရပြီမဲ့စိတ်မဆိုးတဲ့အပြင်ပြုံးတောင်ပြုံးနေပါသေးတယ်။ဘာလို့လဲဆိုတော့ဒီအမတ်အသားရှိမှသာသူအားကြရတဲ့တမဏိစစ်တဲ့တော့ match warrior နဲ့အတူတာဝန်ထမ်းဆောင်ခွင့်ရမှာမို့လို့ပါ။ဒါပေမဲ့လီရင်ဘိုရောက်တာနဲ့အဲ့ဒီစစ်တဲ့တော့ကသူ့လက်ညစ်ပတ်နေတဲ့ဘောင်းဘီကိုချွတ်ပေးပြီး match ကိုဝန်ထမ်းတွေပစ္စည်းရွှေ့နေတာကိုမြင်လိုက်တာနဲ့ကျမလည်းဖက်နဲ့တောက်ကျိုးချင်းရောင်ဆောင်ပြီးနားသွားတယ်လို့ဟန်ဆောင်လိုက်ပါတယ်။ဝန်ထမ်းတွေကလည်းကူညီဖို့ချက်ချင်းပြေးလာကြတာပေါ့။အဲ့ဒီအချိန်မှာပဲကျမကဗန်ကြီးကားထည့်ထားတဲ့တစ်တာဘော်ကိုဖိထိုင်ချလိုက်တယ်။ဘာလို့လဲဆိုတော့အဲ့ဒီတစ်တာကကျမတို့ပြစ်မှတ်ထားတဲ့ပစ္စည်းဖြစ်နေလို့ပါ။ဝန်ထမ်းတွေအာယုံလွဲနေလုံးရေမွေးဘူးကိုထုတ်ပြီးအမျိုးသမီးတယောက်ဟာသူမကိုယ်တဲကိုငဲမျိုးဗီဇာတွေထိုးထည့်လိုက်ပါတယ်။ချက်ချင်းဆိုသလိုပဲသူမရဲ့အရေးပြားပေါ်မှာကြက်တီးမွေးငင်းတွေထလာပြီးထိတ်မကြခင်မှာပဲအမဲရောင်အမွေးအမင်လီစော့ပေါက်လာပါတော့တယ်။သူမဟာခနာကိုကအမွေတစ်ခုကိုဆွဲနှုတ်ကြည့်လိုက်ပေမဲ့တကယ်တမ်းသူမအလိုရှိတာကအဖြူရောင်အမွေးပါ။အဲ့ဒီနောက်မှာတော့သူမနှစ်ပေါင်းတကာကြာနှစ်ချိတ်စွာအိပ်ပျော်နေခဲ့တဲ့အာကာသရေမိုးဟာရုတ်တရက်နိုးလာခဲ့ပါတယ်။ဆက်ရုပ်လက်တံခွေကသူ့ကိုဝိုင်းထားပြီးအာကာသဝတ်စုံကိုသူ့ခန္ဓာကိုယ်ပေါ်မှာချက်ချင်းဆိုသလိုပုံဖော်ဝတ်ဆင်ပေးလိုက်ပါတယ်။အန်ဒီတယောက်ဘာမှတော့မတုံ့ပြန်နိုင်ခင်မှာတဲ့အရေးပေါ်ရင်ငယ်ဟာအာကာသအသင်းဘောကြီးတွေကနေအပြင်ကိုအရှိန်နဲ့လွင့်ထွက်သွားပါတယ်။အာကာသအသင်းဘောကြီးကိုအောက်ကခဲဤတစ်ခုလူတယောက်ဟာတစ်ချိန်ကဘယ်လဲကချေတီမှာလေးတယောက်ရဲ့ဂျောဘင်ကိုတိတ်တဆိတ်ဗီဒီယိုရိုက်ကူးခဲ့ဘူးတယ်။သူမရဲ့နှွဲနှောင်းတဲ့အကအလားတွေဟာသူ့စိတ်ထဲမှာဆွဲငိမ့်နေကြတာ။ဒီနေ့ဆိုရင်သူတို့ရဲ့9နှစ်မြောက်မင်္ဂလာနှစ်ပတ်လည်တောင်ရောက်ခဲ့ပြီ။သူဟာဘယ်လဲကပညာသင်ရဲ့အကြောင်းသူလေးတယောက်ကိုချစ်မိသွားပြန်တယ်။အကြောင်းရင်းကတော့သူမရဲ့ကဟန်ငွေဟာသူ့ရဲ့ပထမဇယုတ်တရုတ်က iPad ကိုဖွင့်ဖို့အတွက်စကားဝတ်တွေကိုထပ်ခါတလဲလဲရိုက်ချက်နေပါတယ်။ထိပုံကတော့ဒီလိုပါ။ David လို့ခေါ်တဲ့ကောင်လေးတယောက်ဟာသူ့ရဲ့ iPad ကိုဖွင့်ဖို့စ조사နေပြီမဲ့စကားဝတ်ကိုမမှတ်မိတော့ဘူးဖြစ်နေတယ်။သူစဉ်းစားမိသမျှစကားဝတ်တွေကိုရိုက်ထည့်ကြည့်ပြီးမဲ့တခုမှမှန်မလာဘူး။အဲ့ဒီနောက်ဖုန်းထဲကမှတ်စုတွေကိုပြန်စစ်ကြည့်တော့3854ဆိုတဲ့အမျိုးသမီးဟာ baseball တုံနဲ့မျက်နှာချက်ကိုရိုက်ခွဲလိုက်တဲ့အခါငွေထုတ်ကြီးတွေဝုန်းကနေပြုတ်ကျလာပါတော့တယ်။အဲ့ဒါတွေကသူမရဲ့ရီးစားဖြစ်သူဝတ်ထားတဲ့ပစံတွေပါ။တကယ်တော့မနေ့ကတင်သူ့ကုမ္ပဏီဒေဝါလီခံလိုက်ရပြီလို့လိန်ညာပြီးသူမကိုလမ်းခွဲတဲ့တာလေ။သူမဟာဖိုက်ထဲ